မြို့တကားဝစီကနေလူတယောက်ဟာထိတ်ထိတ်ပြပြနဲ့ပြေးဝင်လာခဲ့ပါတယ်ရန်သူတွေအလုံးအရင်နဲ့စစ်ချီလာနေပြီဖြစ်ကြောင်းသူကအော်ဟစ်အကြောင်းကြားနေတာပါဒီသတင်းစကားကြောင့်မြို့သူမြို့သားတွေအားလုံးဟာအထိတ်တလန့်ဖြစ်ပြီးဝေတုံတုံးကထွက်ပြေးကြပါတော့တဲ့ဒါကိုစိုင်ပိုင်ရှင်လူငယ်လေးချန်ကတည်ငြိမ်စွာနဲ့စောင့်ကြည့်နေခဲ့ပါတယ်ချောနဲ့သူဟာဆိုင်ထဲမှာထိုင်ရင်းစီရေးချက်ဒီတိုင်းသာဆိုရင်သူတို့ရဲ့လုပ်ငန်းတွေနဲ့အေဂျင့်နဲ့ဘဝလေးဟာပျက်စီးသွားရတော့မှာပါဒါကြောင့်ချန်မတစ်ခုခုလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်သူဟာမျိုးစားမင်းရှိရာအိမ်တော်စီကိုကိုယ်တိုင်သွားရောက်ဖို့ပြင်ဆင်ပါတယ်ဒီအခြေအနေကိုပြောင်းလဲနိုင်ဖို့သူ့မှာနီးလန့်ရှိတယ်လို့သူကယုံကြည်နေတာပါမျိုးစားမင်းရဲ့အိမ်တော်ရှိမှာတော့စစ်တီတော်တွေဟာတင်းကပ်စွာဆောင်ကရဲစကားသူ့ရဲ့စကားကြောင့်စစ်သူကြီးနဲ့စစ်တီတွေဟာအံ့အားသင့်သွားကြပါတယ်အစင်မရှိတဲ့ဆိုင်ပိုင်ရှင်တယောက်ကစစ်ရေးအကြောင်းပြောနေတာကိုသူတို့တန်တရားဖြစ်နေကြတာပါဒါပေမဲ့ချန်မော့ရဲ့တည်ကြည်တဲ့အမှုအရာကြောင့်သူတို့တွေဝေသွားကြပါတယ်နောက်ဆုံးမှာတော့အမျိုးသားမင်းကချန်မော့ကိုအထဲဝင်ခွင့်ပြုလိုက်ပါတော့တဲ့အိမ်တော်ထဲမှာတော့အမျိုးသားမင်းနဲ့စစ်သူကြီးတွေဟာစစ်မြေပြင်မြေပုံပြီးတဲ့ရန်သူကိုအထင်အမြင်လွဲမအောင်လုံးမဲ့သူ့ရဲ့ပထမဆုံးနီးပြူဟာကိုစတင်တင်ပြတာပါမျိုးရိုးပေါ်မှာအလံတွေအပြည့်ဆိုင်ပြီးလူအင်အားအများကြီးရှိတဲ့အောင်ဟန်ဆောင်ဖို့သူကအကြံပြုပါတယ်ဒါအပြင်မိကိုတွေအများကြီးလွတ်ပြီးစစ်တပ်ကြီးရှိနေတယ်လို့မျိုးရန်သူကိုလှည့်စားဖို့ပြောပြနေတာပါတီနီလန်ဟာရန်သူကိုဇဝေဇဝါဖြစ်စေပြီးချက်ချင်းစစ်မတိုက်ရဲအောင်တားဆီးနိုင်ပါလိမ့်မယ်သူရန်သူရဲ့နောက်ကျောဘက်ကနေဖမ်းတွေနဲ့6လမ်းဖို့အကြံပေးနေတာပါတီလို့လှုပ်ချင်းအဖြစ်ရန်သူဟာရှေ့ကောနောက်ကရောမလဲနိုင်ပဲပြန်များသွားပါလိမ့်မယ်ဒီနီးပြူဟာနှစ်ခုစလုံးဟာရန်သူကိုတက်ဖြတ်ဖို့မဟုတ်ပဲအချိန်ဆွဲဖို့တသက်တာဖြစ်ပါတယ်အချိန်ကြဆွဲထားနိုင်လေမိမိတို့ဘက်ကအခွင့်အရေးပိုတာလေးဖြစ်ကြောင်းသူကရှင်းပြပါတယ်ဒါပေမဲ့စစ်သူကြီးကတော့ဒီနီလန်တွေနဲ့တင်တေးဂီတာချမ်မော်ကတော့ရန်သူကိုအပိသက်ချေမှုကိုရပ်ပေါင်းများစွာအချိန်ယူရမှာဖြစ်ကြောင်းပြောပါတယ်သူရဲ့အဓိကအစီအစဉ်အတွက်အဝိတ်ကြီးတစ်လုံးလိုအပ်တယ်လို့ဆိုလာတဲ့အခါမှာတော့စစ်သူကြီးဟာနားမလည်နိုင်အောင်ဖြစ်သွားရပါတယ်ဟင်းချက်တဲ့အိုးတစ်လုံးနဲ့ရန်သူထောင်ပေါင်းများစွာကိုဘလို့နှိမ့်နှင်းမလဲဆိုတာသူတို့စဉ်းစားမရဖြစ်နေကြတာပါယုံကြည်မှုအပြည့်နဲ့ဆက်လက်ရှင်းပြနေခဲ့ပါတယ်သူကိုအချိန်မျိုးစားမင်းဟာချအမောရဲ့စကားတွေကိုတေချာနားထောင်ပြီးစဉ်းစားကန်းဝင်နေပါတယ်ပြီးနောက်စစ်သူကြီးကျန်းကိုခေါ်ယူပြီးဒီနီးပြူဟာအပေါ်သူ့ရဲ့အမြင်ကိုမေးမြန်းလိုက်ပါတယ်စစ်သူကြီးကလည်းရန်သူကို6လမ်းနဲ့နီးလန်းတွေဟာဖြစ်နိုင်ခြင်းရှိတယ်လို့ဝန်ခံပါတယ်ဒါပေမဲ့ရန်သူကဒါဟာလှည့်စားမှုမှန်းသိသွားရင်ဘာဆက်လုပ်မလဲဆိုတာမေးခွန်းထုတ်လာပါတယ်မျိုးစားမင်းကတော့နောက်ဆုံးပိတ်စီစဉ်ပြတေးဂီတာနောက်ဆုံးမှာတော့မျိုးစားမင်းဟာချမ်းမရဲ့အချိန်ဆွဲတဲ့နီးဟာကိုလက်ခံပြီးအကောင့်ထဲပေါ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်စစ်သူကြီးဟာအမိန့်ကိုနာခံပြီးဒီညမှာတင်ဆက်တင်လှုပ်ဆောင်ဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့စစ်သူကြီးဟာချမ်းမောရဲ့စွမ်းရည်နဲ့ပတ်သက်ပြီးတန်တရားတွေရှိနေသေးပါစစ်ဝစ်ဆောင်အပြည့်နဲ့စစ်သူကြီးတယောက်ကအခြေအနေကိုသုံးသပ်နေပြီးသူတို့မှာလူအင်အား200ပဲရှိတာမို့စစ်တီရတီလင်းကွင်းတွေနဲ့မီးတုပ်တွေကိုတေးဂီတာကိုပြင်ဆင်ခိုင်းလိုက်ပါတယ်ရန်သူဖြစ်တဲ့ဟေဖုန်းကသူတို့ဘက်မှာလူအင်အားဘယ်လောက်ရှိလဲဆိုတာမသိနိုင်တာမို့အင်အားခွဲပြီးလိုက်လာရင်းမှာမဟုတ်ဘူးလို့သူကယုံကြည်ချက်အပြည့်နဲ့ပြောဆိုလိုက်ပါတယ်အမေရတာနဲ့စစ်ဝစ်စုံဝတ်ထားတဲ့စစ်သူကြီးကလည်းချက်ချင်းပဲအပြင်ကိုထွက်ခွာသွားပါတော့တဲမြင့်တဲ့တကောင်ချိန်မှာတော့ထိုလူငယ်ဟာမီးဘူတဲကနေအနက်ရောက်မီးသွေးခဲတွေကိုဂရုတစအချိန်တွေကိုပြန်လဲအမှတ်ရနေပုံမှာပဲသူဟာမီးသွေးခဲတွေကိုဇုံပြကြီးနဲ့တေးသေးချာချာထူထောင်ပြီးအမှုတ်ဖြစ်အောင်လုပ်နေပါတယ်ဆက်လက်ပြီးဖြူဖွေးနေတဲ့စိတ်မုံတွေကိုလည်းအိုးထဲထက်ကတေးသေးချာချာထူထောင်နေပြန်ပါတယ်နောက်ဆုံးမှာတော့အယောင်3မျိုးရှိတဲ့အမှုတ်တွေကိုပကံလုံး3လုံးထဲမှာအတီးတီးထည့်ထားလိုက်ပါတယ်သူဟာအိုးကြီးတဲ့ကိုရင်နွေးငယ်ထည့်လိုက်ပြီးအမှုတ်တွေကိုတစ်ခုချင်းစီလောက်ထက်ကတေးသေးချာချာမွေးနှောက်နေပါတယ်ထိုအမှုတ်တွေဟာပြည့်ချွတ်နဲ့ရောဆက်တာဟာအဓိကတော့ချက်ဖြစ်ပြီး6တွေ့တဲ့အမှုန့်တွေဟာပိုးတိုင်းမှုကြောင့်မီးလောင်လွယ်တာအခုလိုရေနဲ့တေးသေးချာချာနဲ့ပေးရတာဖြစ်ပါတယ်သူဟာအနက်ရောင်နှစ်တွေကိုအိုးချီမှာတေးသေးချာချာဖြန့်ခင်းပြီးတဘာဝအတိုင်း6တွေ့သွားအောင်ထားရှိလိုက်ပါတယ်ဒီအချိန်မှာပဲတကားကြားကနေချောင်းကြည့်နေတဲ့ကောင်မလေးကအကူဖြစ်သူဘာတွေချက်ပြုတ်နေလဲဆိုတာကိုလှမ်းမိလိုက်ပါတယ်လူငယ်ကတော့ဒါဟာပောက်ကွဲစေနိုင်တဲ့ဟင်းရွက်ဖြစ်တယ်လို့ခပ်ပြုံးနဲ့ပြန်ဖြေလိုက်ပါတယ်ဒါဟာပထမဆုံးအဆင့်သာရှိသေးပြီး6တွေ့သွားရင်ဒီလိုမနှက်ဖြန်ကြမှာပဲရလက်ကိုကြည့်ရတော့မှာပါနောက်တနေ့မနက်မှာတော့မျိုးရိုးပုံမှာအလံပေါင်းစုံကိုစီရီစွာစိုက်ထူထားပြီးမိဖို့ပေါင်းများစွာကနေမိကိုတွေတလူတက်နေအောင်ဖန်တီးထားပါတယ်လူငယ်ကအလံဘလောက်စိုက်ထားလဲလို့မေးတဲ့အခါစစ်သူကြီးကအလံ200နဲ့မိဖို့80ကျော်ပြင်ဆင်ထားပြီးဖြစ်ကြောင်းသတင်းပို့ပါတယ်ရန်သူတွေသူတို့အင်အားကိုမြင်ပြီးလန့်သွားစေဖို့ဒါဟာလုံလောက်တဲ့ပမာဏပါပဲတောင်ပေါ်ကတက်ပြဖို့ဟေဖုန်းဟာမျိုးရိုးစီကတက်လာတဲ့မီကိုလုံးကြီးတွေကိုလှမ်းမြင်ပြီးအခြေအနေမဟန်ဘူးဆိုတာရိပ်မိသွားပါတယ်မီကိုတွေဒီလောက်များကြီးထွက်နေတာမို့လူအင်အားအနည်းဆုံး1000ကျော်ရှိရမယ်လို့သူကခန့်မှန်းလိုက်ပါတယ်မီကိုတွေဒီလောက်များကြီးထွက်နေတာမို့လူအင်အားအနည်းဆုံး1000ကျော်ရှိရမယ်လို့သူကခန့်မှန်းလိုက်ပါတယ်သူရဲ့လက်ထောက်ကတော့သတင်းအရလူနှစ်ပဲရှိတာမဟုတ်လားလို့မေးခွန်းထုတ်ပြီးစစ်ကူတွေရောက်လာတာဖြစ်နိုင်ကြောင်းပြောဆိုပါတယ်တပ်ပြူကြီးကတော့အခြေအနေမှန်ကိုမသိရသေးခင်တိုက်ခိုက်မှုကိုခစ်တရက်ဆိုင်းထားဖို့အမိန့်ပေးလိုက်ပါတယ်ညဘက်ရောက်တဲ့အခါမှာတော့စစ်သူကြီးကစစ်တီတော်10ယောက်ကိုခေါ်ဆောင်ပြီးမြို့နောက်ဖက်တော်အုပ်ထဲကိုတိတ်တဆိတ်ထွက်ခွာလာခဲ့ပါတယ်သူတို့ဟာတယောက်နဲ့တယောက်ခြေလမ်း9ဆက်စီချပြီးတော့အုပ်ထဲမှာလူစုခွဲလိုက်ကြပါတယ်စစ်သူကြီးရဲ့အချက်ပြမှုနဲ့အတူသူတို့အားလုံးဟာလင်းကွင်းတေးဂီတာစစ်သူကြီးရဲ့အချက်ပြမှုနဲ့အတူသူတို့အားလုံးဟာလင်းကွင်းတွေကိုတပြိုင်နက်တည်းတိခတ်ပြီးမိတုပ်တွေကိုဝေယန်းကစူညံတန်တွေပြုလုပ်ကြပါတော့တဲဓာပြစခန်းထဲမှာတော့နောက်ဖက်ကနေရန်သူတွေတိုက်ခိုက်လာပြီးဆိုပြီးရုပ်တဲဖြစ်
ကုန်ပါတယ်လက်ထောက်ဖြစ်သူကတပ်ပီးစီကိုပြေးလာပြီးနောက်မှာမိရောက်တွေမှုလူအင်အားရနဲ့ချီရှိနိုင်ကြောင်းထိတ်လက်တကြားသတင်းပို့ပါတယ်ဓာပြိုကြီးလည်းရှေ့ရောနောက်ပါရန်သူတွေဝိုင်းထားပြီးအထင်းနဲ့စခန်းကိုပြန်လဲဆုတ်ခွာဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတော့တဲ့မြို့ရိုးပေါ်ကကင်းသမားကရန်သူတွေစခန်းထဲကနေမလှုပ်ရှားရတော့ဘဲငြိမ်သက်သွားပြီဖြစ်ကြောင်းဝမ်းသာအေးဂီတာမြို့ရိုးပေါ်ကကင်းသမားကရန်သူတွေစခန်းထဲကနေမလှုပ်ရှားရတော့ဘဲငြိမ်သက်သွားပြီဖြစ်ကြောင်းဝမ်းသာအားရသတင်းပို့လာပါတယ်ဒီသတင်းကြောင့်မြို့ရိုးပေါ်ကစစ်တီတို့ဒီအားလုံးအောင်ပွဲခံပြီးပျော်ရွှင်စွာအော်ဟစ်ကြပါတော့တဲ့လူငယ်ကတော့တည်ငြိမ်စွာနဲ့ပဲရန်သူကိုခေတက်လက်စားနိုင်ခဲ့ပြီဖြစ်ကြောင်းစစ်သူကြီးကိုပြောဆိုလိုက်ပါတယ်ရန်သူဟာသူမြင်လိုက်ရတဲ့လူအင်အားကိုပဲစိတ်ထဲဆွဲလန်းသွားတာမို့အမှန်တရားကိုသိသွားတဲ့အခါစိုးရိမ်စိတ်ကြောင့်အမှားအယွင်းတွေပြုလုပ်လာလိမ့်မယ်လို့သူကအဝေးကိုလှမ်းကြည့်ရင်းဆက်လက်သုံးသပ်နေပါတော့တယ်ရဲ့